အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အချုပ်ဆက်ဒီစင်တဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်အခုခွေးသွားစိတ်ကြတာတွေဟိုတင်ပြမှာပေါ့နော်ခွေးသွားစိတ်ကြရင်ဘယ်လိုပြန်တင်ရလဲဆိုတော့ချို့မသိလို့မေးထားတာလေးတွေရှိတယ်ပါခွေးသွားစိတ်ကိုလိုသလိုပြန်တင်ဒီနေရာအဲ့နက်ကလေးပေါ့နော်အဲ့နားမှာနက်ကလေးတစ်လုံးရှိတယ်အဲ့နက်ကလေးကိုလျှော့လိုက်ပါနော်အဲ့နက်ကလေးကိုလျှော့ပြီးရင်ဒီမှာသူ့ကိုကြာနေတင်လိုက်ဖိချလိုက်ရင်တက်သွားနော်လှန်လိုက်ရင်သူကပြန်ကြအဲ့မှာအတင်ချလောက်တဲ့နေရာပါနော်ခွေးသွားစိတ်ကိုလိုတယ်လို့ပေါ့နော်ကိုလိုတော့ပြင်တော့ခွေးသွားစိတ်ကိုခွေးသွားစိတ်ကိုလိုတော့တင်ပြီးဒီနက်ကိုလိုတဲ့နေရာမှာထားပြီးဒီနက်ကိုပြန်ကြက်အောင်နော်ကြက်ပြီးတော့လည်းပြန်စစ်ပေါ့ဟိုနက်ကြက်လိုက်တဲ့နေရာနဲ့ခွေးသွားစိတ်ကိုထားတာမှန်လားမမှန်လားပေါ့နော်အဲ့နေရာမှာအမှန်ပြန်လောက်ပေါ့နော်အဲ့နေရာမှာခွေးသွားစိတ်အတက်ကြဒီလိုကြာနေခွေးသွားစိတ်ကြာနေမတက်ဘူးဆိုရင်အဲ့နေရာလေးကခွေးသွားစိတ်တင်လို့ရပါတယ်လို့ဒီနက်ကိုပြန်ကြက်လိုက်တော့နော်ခွေးသွားစိတ်လိုတော့တင်ပါနော်မြင်အောင်ကြည့်လို့လည်းမကောင်းပါဘူး